မိုင်းဆိုတာအောင်နိုင်သူတွေရေးတဲ့စာအုပ်တော့ပါဒီစာအုပ်ထဲမှာဘရင်တွေဧကရစ်တွေရဲ့အမည်နာမတွေကိုရွှေရောင်နဲ့ဂုံယူဝင်ကြွားစွာရေးထိုးလေးရှိကြပါတယ်ဒါပေမဲ့အဲ့ဒီဧကရစ်တွေကိုထီးနှန်းပေါ်ရောက်အောင်သွေးနဲ့ချွေးနဲ့ရင်းပြီးတင်ပေးခဲ့တဲ့သူရဲကောင်းတွေရဲ့အမည်နာမတွေကတော့သမိုင်းစာမျက်နှာတွေရဲ့ထောက်တနေရာမှာပဲမှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်ဒီကနေ့ပြောပြပေးမယ့်ဇာတ်လမ်းကတော့တာမန်ရွာသားတစ်ယောက်ပညာတတ်တစ်ယောက်ဘဝကနေကုန်းပေါင်အင်ပါယာကြီးကိုတီထောင်ရမှာအသက်ကိုဗဒါနမထားပဲတိုက်ပွဲဝင်ခဲ့တဲ့စစ်သူကြီးတူအကြောင်းပါသူ့ရဲ့တက်တီကိုရန်သူတွေကပါချီးကျူးခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူကိုယ်တိုင်အသက်ပေးကာကွယ်ခဲ့တဲ့နိုင်ငံတော်ကြီးရဲ့ပုံကံသူဖြစ်သတ်မှတ်ခံခဲ့ရပြီးကြောက်ကမ်းပါတစ်ခုထဲမှာအသက်ဆုံးသွားခဲ့ရတဲ့ကြေကွဲပွင့်သူရဲကောင်းတူပဲဖြစ်ပါတယ်သူ့နာမည်ကမောင်တွန်းနောက်တစ်ချိန်မှာမြမသမိုင်းကိုတုံလုံးစေခဲ့တဲ့အလောင်းမင်းတရားကြီးရဲ့ရဲဘော်ရဲဘက်ဖြစ်ခဲ့တဲ့တပ်မှုကြီးမင်းကောင်တော်ရထားပါပဲအခုဗီဒီယိုအစဆုံးကိုတုတ္တအော်ဘစ် Facebook Page နဲ့ YouTube Channel တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ